ဒီနေ့မှာတော့ကျွန်တော်ညီကိုတွေကိုကျွန်တော်ဒီလိုလေးမြတ်၃မျိုးကိုစက္ကူနဲ့ကျွန်တော်ခောက်တဲ့နည်းတင်ပေးသွားမှာပါโอเคပထမတစ်စီးကိုတော့ကျွန်တော်စုံရဲလို့ကျွန်တော်ခေါ်တော့ပါဗျာโอเคအရင်ဆုံးကျွန်တော်စာရွက်တစ်ရွက်ယူမယ် A4 ဖြစ်ဖြစ်ကျွန်တော်ကျောင်းသုံးစာအုပ်တွေကစာရွက်တစ်ရွက်ဖြစ်ဖြစ်တစ်ရွက်ယူလိုက်ပါပြီးရင်ကျွန်တော်တို့ဒီထိပ်ဘက်ချမ်းနေစတူကပုံစံရအောင်ကျွန်တော်တို့ခေါက်ဒီလိုတစ်ဖက်ရင်ခေါက်မယ်တေချာညီလေးခေါက်လို့လှတော့နောက်ဆိုရင်ထိပ်တွေကမညီရခကြရင်ကျွန်တော်ကြည့်တာမလှပြီးဆုံးပြည့်တဲ့ခါကျရင်လည်းဟိုနောက်ဆိုတော့ကောင်းလေးဖန်တီးခြင်းပေါ့ဖန်တီးခြင်းတော့ဗျာဒီမျိုးဒီတခြားလေးကဒီမျိုးကတချို့တွေကြတော့ခေါက်ဖို့ကောင်းနေအောင်တူတာကျွန်တော်အလွယ်နီးခေါက်ပြတာပြီးဒီမျိုးခေါက်ပြီးရင်ဟိုတစ်ဖက်လက်မီသူနဲ့ခေါက်ယူကြအောင်ခေါက်နောက်ဆိုခေါက်ယူတော့မကြဘူးအဲဒီမျိုးကြတော့နည်းနည်းတော့အဆင်ပြေပြီးရင်ဒီဘက်ချမ်းကိုလည်းနည်းနည်းလေးအရာပြပေးတာโอเคဒါဆိုတော့အဆင်ပြေနောက်ပြီးရင်ဒီကျွန်တော်တို့ခေါက်ရပေးထားတဲ့အတိုင်းကိုကျွန်တော်တို့အပေါ်ကနေတခြားလေးခေါက်ချလိုက်ဒီလိုပုံစံလေးပေါ့ဟိုဒါထိတ်လေးကိုလည်းအမှတွန်းတဲ့ခါကျလက်လေးနဲ့ဖိလိုက်ဆိုခြုံလေးပုံစံပြောတယ်ပြီးတော့ဒီခောက်တိုင်းနေအောင်လက်လေးနဲ့တွန်းထည့်ပြီးတော့နောက်ဆုံးလက်နဲ့မတွန်းထည့်ဆိုရင်ညီမှာမဟုတ်ဗျာအဲလိုလက်နဲ့ဖြာရမတွန်းထည့်တာโอเคပြီးတော့မှတိကျပြီဆိုမှအဝါနဲ့ဖိချလိုက်โอเคဒါဆိုတော့ညီလေးရအောင်ခါရရင်ဒီအလေဘက်ချောင်းတိကျလေးမဖိဆိုမညီဆောင်းရပြီးရင်ဒီဘက်တစ်ဖက်ကိုညာဘက်အကောင်အပေါ်တောက်တခြားညီလေးကတအားရုံမဆွဲနေတအားဆွဲရင်ဒီအောက်ကျွန်တော်လက်ဖိတဲ့နေပြေရောလိမ့်မယ်တခြားဖိရနှစ်ဖက်လုံးဒီလိုပုံစံလေးလောက်ရမယ်နော်ပြီးရင်ညာဘက်ပြီးရင်ဘေဘက်တစ်ဖက်ကျွန်တော်မတန်းဆိုတော့လည်းလှည့်တာဘာသာလို့တွေ့အောင်တခြားညီလေးဖိချလိုက်โอเคဒါတော့တစ်ဆင့်ပြီးရင်နောက်တစ်ဆင့်ရဲ့အလုပ်ပုံစံမျိုးဒီကျွန်တော်တို့ခောက်ရတဲ့အရာပြရတဲ့ကောင်ကျွန်တော်တို့ဒီအပေါ်နောက်တစ်ဆင့်ထပ်ခောက်ပြရခောက်နှစ်ဖက်လောက်ခောက်မယ်ပြီးရင်ဘယ်ညာဘက်ပြီးရင်ဘယ်ဘက်โอเคပြီးရင်အပေါ်ခောက်ပြီးရင်အောက်လည်းခောက်အောက်အရွယ်မဟုတ်နော်ဒီကျွန်တော်တို့အခုခောက်နေတဲ့ကောင်ခေါင်းတော့အောင်းနဲ့အပေါ်ပြန်ခောက်တင်ရတော့ဒီလိုပုံစံမျိုးသူရဲ့ဒီအလေမြင်းကြောင်တိုင်းတခြားလေးဖိပြီးတော့ကောက်အဲဆိုရင်တော့လာမဟုတ်ဆိုရင်တော့ပယ်သွားလိမ့်မယ်နှစ်ဖက်လုံးကောက်လို့ဒီတခြားအရာပြီးကောက်ကျော်ရတဲ့အရာတစ်ခုခုဖန်တီးတဲ့အခါကျရင်စိတ်ရှိလေးနဲ့ဖန်တီးရအဲကျရင်ပုံလက်လိုက်အတွက်โอเคပြီးတော့အရာပေးရအပေါ်လူအောင်လူအရာပေးရတဲ့အတိုင်းကျွန်တော်ဒီစကူရဲ့အချုံအတိုင်းကျွန်တော်ညှစ်ပြီးတော့ဖိချလိုက်မယ်โอเคဒါကျွန်တော်ဖိချတာမြင်းတစ်ချောင်းလေးပဲပြီးရင်ကျွန်တော်ဒီခောက်ရတဲ့အရာလေးအချုံလေးပုံစံလုပ်ပြီးတော့ဖိချလိုက်အဲဆိုတော့ညီလေးရတယ်ပြီးရင်နောက်တစ်ဖက်ကိုလည်းကျွန်တော်ဒီခောက်ရတဲ့အတိုင်းပဲသူအပေါ်ရင်ခောက်မယ်ပြီးရင်အောင်းနဲ့ခောက်မယ်ဘလို့ခောက်ဗျာပေါ်ကအောက်ဘက်ကတူပဲကောက်ပြီးအချုံလေးနေအောင်ညှင်လိုက်မယ်အချုံလေးပုံစံရအောင်ညှင်လိုက်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီစုံရဲနှုတ်ဒီကောင်ပုံစံပေါ်ရပြီးရင်ဒီကောင်ကျွန်တော်တို့ခောက်ရတဲ့အရာတိုင်းအောင်ရောပြချလိုက်မယ်โอเคပြောပြန်ခောက်ချလိုက်အဲဒါဆိုတော့ဒီပုံစံလေးရနေပြီဒါကျွန်တော်တို့ကြောင်တက်တော့အမြဲတမ်းဒီပုံစံခောက်တော့ဒီများလေးကျတော့တုံတယ်ဒီပုံစံတိတ်ခောက်လိမ့်မသိပြီးရင်ဒီကျွန်တော်တို့အလေကြအောင်တခြားလေးကအလေမကြအောင်ဆိုရင်အတော်ဝင်တွေကလည်းမညီဖြစ်နေတယ်ပဲအတော်ဝင်တခြားညှိပြီးတော့โอเคပြီးရင်သူရဲ့ဒီခေါင်းနာအဲ့ဒီခောက်တဲ့အရာလေးအဲ့ဒီအရာလေး
ညီလေးရအောင်ခောက်သူအတောက်ပါလေးပေါ့အတောက်ပါလည်းတရားညှိပြီးခောက်တာခါကျမညီတာစောင်းသွားတာတရားလေးညှိပြီးခောက်โอเคတော့တစ်ဖက်ရပြီနောက်တစ်ဖက်လည်းဒီပုံစံတိုင်းပဲတညီလေးရအောင်ခောက်โอเคတစ်ဖက်ရပြီနှစ်ဖက်လောက်ရပြီတရားလေးရပြီးတော့ခောက်ဗျာဒီတရားသူရဲ့ဒီဇိုင်းပြီးပါပြီကျွန်တော်တို့တော့ကျွန်မလူသလိုအပေါ်ကိုခောက်ရင်ခောက်အောင်ကွင်းအတောက်ဝင်ပြောတော့နော်ကျွန်တော်လူသလိုလုပ်ရတာပြီးတော့ရင်ဒါဆွန်ရဲပေါ့နောက်တစ်ခုကတော့နောက်တစ်ခုလုပ်ပြမှာကတော့ကျွန်တော်ဒီဒုံးပြန်လိုမျိုးပုံစံနဲ့လေရင်ပြန်ပေါ့ဒီလိုစာတွေယူမယ်ပုံမှန်တိုင်းပဲယူပြီးရင်ကျွန်တော်တို့အလျားနဲ့ခောက်ချမယ်တခြားညီလေးခောက်ဘာလို့လဲဆိုတော့ကျွန်တော်ဒီလေရင်နှုတ်ဒီခောက်တဲ့နေရာမှာမညီဆိုရင်ကျွန်တော်တို့ပုံလည်းမလှဘူးအဲဒါမလို့တရားလေးအလေညှိလိုက်ပြောမယ်ဆိုရင်တော့ဗျာကျွန်တော်တို့အလေကြအောင်လို့ကျွန်တော်တို့ဒီခောက်လိုက်တဲ့သဘောဗျာပြီးရမှာဒီကျွန်တော်တို့ဒီလေပြန်နှုတ်ဒီလေးကိုခောက်မယ်ပြီးတော့ညောညီလေးခောက်ပြီးကျွန်တော်ဒီခောက်ရတဲ့ဇောင်းတိုင်းကိုပဲပြီးဒီဘေးပဲချမ်းယူပြီးတော့တစ်ခေါက်နောက်တစ်ခေါက်တရားလေးပြီးခောက်မဟုတ်လို့ဆိုရင်သူ့ရဲ့ဒီစာရွက်လေးစာရွက်ခောက်တဲ့အရာရဟိုဘက်ချမ်းကြော်ဘေးဘက်ချမ်းကြော်သွားတယ်အဲဒါမှတရားလေးကြည့်ပြီးခောက် browser ကိုခောက်တဲ့အခါကျရင် browser ကိုတတိထားပြီးတော့ခောက်အဲဒီကကျရင် browser ကိုတွေးလိုက်မယ်ဒီကျွန်တော်တို့ခောက်လိုက်စာရွက်ရရွှေပါမလားတပီးညောက်ခောက်ပြီးဘေးဘက်ချမ်းကိုလည်းဒီပုံစံတိုင်းပဲရောက်ခောက်စာရွက်ဖိပြီးတော့ခောက်အဲ့ဒါမှညီနေโอเคပြီးထိတ်ချွချွန်လိုက်တာโอเคပြီးဖိချလိုက်ပြီးဒီကောင်ကျွန်တော်တို့ဒီအစေဘက်ချမ်းကိုတွေ့ခောက်ယူနေညီအောင်ဒီထိတ်နဲ့ဒီထိတ်နဲ့ဒီအဲ့ဒီကျွန်တော်ခောက်ရပြီးတဲ့နေရာတက်ကိုချိန်ပြီးတော့ကျွန်တော်ခောက်ကြဒီဘက်လုံးမြှောက်ပြီးတော့ခောက်ဖြည်းဖြည်းကောင်းမဟုတ်လို့ဆိုရင်ဒီအပေါ်ကကျွန်တော်ခောက်နေရဘလို့ကြည်လို့ဖြစ်သွားလိမ့်အဲ့လိုမျိုးဖြည်းဖြည်းလေးခောက်ပြီးရင်သူရဲ့အနောက်ဘက်ချမ်းကနေကျွန်တော်ဒီဥကောင်းပေးတဲ့အရာလိုမျိုးပြန်ခောက်နှစ်ဖက်လုံးကောင်းပြီးတော့ဖြည်းဖြည်းလေးခောက်ဘာလို့ဆိုတော့ချူဆက်ရွက်ကြီးထူတယ်ဗျချူဆက်ရွက်ထူရကြရင်ဘယ်လိုပြောပြေရောလဲထူရကြကျွန်တော်ဒီကိုခောက်ထားရကြရင်ပြေသွားတတ်တယ်နောက်တစ်ဖက်သူရဲ့ဒီကျွန်တော်တို့ဟိုအထက်အခောက်ရတဲ့အရာလေးတိုင်းမကြီးတညီလေးပြတာကျွန်တော်ကနည်းနည်းမညီဖြစ်နေတာโอเคပြီးနှစ်ဖက်လုံးလည်းပုံစံတူလေးခောက်မယ်ဒီဒါဆိုရင်သူရဲ့ပုံစံတော့ရနေပါပြီးရတဲ့အခါကျရင်ကျွန်တော်ကချိုးရတဲ့ဥကောင်းကိုအစိပြန်တည်လိုက်ဟုတ်လားနှစ်ဖက်ညီတော့โอเคပြီးကျွန်တော်ချိုးရတဲ့ဥကောင်းကိုအစိပြန်တည်မယ်ပြီးကျွန်တော်တို့ခောက်လိုက်ဒါတင်ကြီးတွေပဲဘာလို့ကျွန်တော်တို့ဒီအလေယူထားတဲ့အတွက်ကြောင့်လို့သူကတင်ကြီးတွေပဲသွားတော့တယ်အလေယူတိုင်းတော့ညီမှာမဟုတ်ပြီးရမှလေပုံစံသွင်းပြီโอเคဒါဆိုရင်တော့လေမရပြီဒါကြောဒိုးပြန်ပါဂျက်လီရောပြီးရင်သူရဲ့ခောက်ရသည်ဦးချွန်နေအောင်လေတဝက်လောက်ယူခောက်တရားလေးဖြစ်ချက်ချုပ်ဆက်ရကြရင်ပြောပြန်တော့လည်းမကောင်းဗျာမာပြန်တော့လည်းမကောင်းဘယ်လိုပြောလဲအနေထားလေးတွေပဲဆင်ပြေကျွန်တော်ဒီနေရာလေးကိုခြုံနေအောင်လို့တရားလေးခောက်ဦးကျွန်တော်ပေးခြုံရဗျာရမလို့ရပြီပြီးရင်ဟိုတစ်ဘက်ကိုလည်းဒီပုံစံတိုင်းပဲဒီပုံစံပဲကျွန်တော်ခောက်ဒါစာရွက်ထူလို့ရကျွန်တော်မနေကိုကြီးပြီးတော့ခောက်ဟောလို့ဆိုရင်စာရွက်ရမရအောင်ကြည်သွားလို့ဆိုရင်ကိုလိုပြေကုန်ဦးဒီရလေးခြုံတော့တရားလေးရပြီးတော့ပြီးကြမှာဒါလေးဖိချလိုက်โอเคပြီးတော့မှတောက်ခံကိုလည်းအသားလေးဆွဲရပြီးမဟုတ်လို့ဆိုရင်တော့ဒီမညီပဲနဲ့ဖြစ်သွားလိမ့်အသားလေးပြီးโอเคဒါဆိုရင်တော့ကျွန်တော်ဒုံးပင်ရပြီ
ဒါတော့ဒုံးမြောက်โอเคနောက်တစ်ခုကတော့ဘာပုံစံလဲဆိုတော့ကျွန်တော်ဒီပြင်လာတယ်လို့တော့ပြောတာပဲကျွန်တော်တော့မပြည့်ဘူးဒါပေမဲ့ကျွန်တော်အဒီပုံစံကျွန်တော်လုပ်ပြမယ်ဒီတော့ကျွန်တော်တို့အလေခောက်ရအောင်ခောက်လိုက်โอเคနှစ်ဖက်လုံးညီအောင်ကောင်းတော့ခုနပုံစံတိုင်းဘာလို့ဆိုတော့ကျွန်တော်တို့အလေခောက်ယူညီလေးလို့ကြည့်တော့ကျွန်တော်တို့ဥချွန်တာကျွန်တော်တို့အလေမပြီးပဲခောက်မယ်ဆိုရင်မညီဘူးဒီစာရွက်တော့မှကျွန်တော်အစီအခောက်တာအဲကြောင့်မညီလို့ကျွန်တော်ဆိုင်ပြီးခောက်ကြည့်တာโอเคနှစ်ဖက်လုံးညီခောက်လေးပြန်တစ်စီးကတော့နည်းနည်းတော့ဆင်ဒါပေမဲ့သူ့ရဲ့ပုံစံနဲ့သူ့ပုံစံပဲပြီးကျွန်တော်တို့အလေမြေအောင်တိုင်းဥချွန်လေးကိုဒါလေးခောက်အောက်ဆုံးဒီတော့မရအောင်လက်နှလုံးတော့ကျွန်တော်ခြားပြီးတော့ခောက်ပြီးကျွန်တော်တို့ပုံမှန်တိုင်းပဲခောက်မှာဗျာပုံမှန်ကျွန်တော်တို့ဆောင်းခောက်တယ်မျိုးညဘက်ခောက်ပြီးပဲခောက်ဒီကောကြအနေနဲ့ပုံစံပြောင်းတို့ဒီခောက်ရတဲ့အတွင်းအရာတိုင်းကိုကျွန်တော်ပြောပြန်ခောက်တာဟောသူအရာတိုင်းငါကြောမီးတဲ့ဆိုသိမတွေ့တေချာလေးခောက်ပြန်အဲ့ဒီအတွင်းပေါ့အဝေးအဲ့ဒီတစ်ဖက်တည်ယူဆိုရင်ကျွန်တော်ခောက်ချတယ်ပြီးရင်နောက်တစ်ဖက်လည်းဒီပုံစံတိုင်းကျွန်တော်ဇောင်းလေးကိုတေချာလေးညှိပြီးတော့ကျွန်တော်ခောက်ယူတယ်ကျွန်တော်ခောက်ချပါဘယ်နှစ်ပတ်ရပြီးရင်ခုနကကျွန်တော်ခောက်ရတဲ့ပုံစံတိုင်းပြန်ပြီးခောက်ချလိုက်โอเคပြီးဒါတစ်ဆင်းတော့ပြီးပြီးတော့နောက်တစ်ဆင်းကျန်ရကျွန်တော်တို့ဒီထေးရကောက်နဲ့ဒီကျွန်တော်တို့ဒီနှစ်ခုဆက်ရတဲ့နှစ်ဖက်ဆက်ရတဲ့နေရာကိုကျွန်တော်တို့ခေါင်းလေးရင်ချိုးလိုက်ဒါကောင်းချိုးလိုက်နော်ကျွန်တော်ခေါင်းချိုးပြီးကျွန်တော်ခုနကခေါက်ယူတယ်ချိုးချလိုက်ခေါက်ချလိုက်โอเคပြီးရင်ပြန်လိုက်ပြီးတော့ဒီခုနကကျွန်တော်ချိုးရဲကောပြန်လိုက်ပါပြီးရင်ခေါက်ယူတယ်ပြန်ညှက်မယ်ဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်အဲ့လိုမျိုးတရားလေးမချိုးတာကျွန်တော်ပယ်သွားတယ်ဝေးအောင်ပြီပြီးရောဒီချိုးရတဲ့အလဲကြားလေးကိုကျွန်တော်လက်ညှိုးလေးနဲ့ထိုးထည့်လိုက်မယ်လက်ညှိုးလေးနဲ့ထိုးထည့်ပြီးတော့အဲ့ဒီတူဥကောင်တွန်းလိုက်မယ်ဆိုရင်တော့ဒါဒီကျွန်တော်တို့ခောက်နေလေးရဲ့ဥကောင်ရဲ့ပုံစံကိုရအောင်ကျွန်တော်ပြန်လုပ်ရမယ်ခုနကကျွန်တော်ဟိုဘက်ဒီဘက်လှည့်ပြီးတော့ချိုးရတယ်အဲ့ဒီနေရာကိုကျွန်တော်လက်ညှိုးလေးနဲ့ထိုးမယ်ထိုးပြီးအောက်ကနေလက်မနဲ့အဲ့ဒီဥချုံကိုတွန်းတင်လိုက်မယ်ဒါလည်းရပြီနော်အဲ့ဒီတွန်းတင်လာတဲ့နေရာကိုတောက်ဖြတ်ပြီးတော့ကျွန်တော်ပြန်ခောက်ချလိုက်မယ်ဆိုရင်တော့ဒါသူ့ရဲ့ဥကောင်းရပြီပေါ့ပြီးဥကောင်းကိုကျွန်တော်ဒီအနောက်ဘက်ကိုခောက်ထုတ်လိုက်ဒါတော့ကျွန်တော်တို့ခောက်နေလေးရဲ့ဟိုပုံစံအကျဉ်းရပြီပေါ့ပြီးအတောင်ဝင်ထည့်ရင်တော့ဒါကျွန်တော်တို့ရဲ့လေးမြန်ရပြီအဲ့ဒီခေါက်နေရမယ်တေချာညီလေးခေါက်အေးကျွန်တော်အရှိမပြရတဲ့လေးမြန်နေတယ်မျိုးမဟုတ်လို့သူရဲ့ဒီအတောင်ဝင်စောင်းနေတယ်တေချာလေးဖြည့်ပြီးတော့ခေါက်ပြီးနောက်တစ်ပတ်လည်းအဲ့ဒီပုံစံပဲတေချာလေးညီအောင်ညီပြီးခေါက်ဒါဆိုတော့ကျွန်တော်နှစ်ပိုင်းအတော်ဝင်ညီလေးရပါရောဒီရင်သူ့ရဲ့ပုံစံဒီသူ့ရဲ့အတော်ဝင်အပေါ်လေးကိုနည်းနည်းလေးခောက်တင်ရနှစ်ဖက်လုံးကျွန်တော်ခေါက်အောင်တခြားလေးညှိပြီးတော့ခေါက်အောင်မဟုတ်ရင်စောင်းနေ
ပြီးဟိုတစ်ဖက်လည်းအဲ့ဒီပုံစံတိုင်းပဲသူနဲ့ညီဟိုဘက်ချမ်းနဲ့ညီအောင်သူရတိုင်းပြီးခေါ်ဒါဆိုရင်ရပြီတော့ဒီလေရင်ကတော့ကျွန်တော်ခောက်တဲ့3စီးမြောက်လေရင်ပြန်ပေါ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါဒါတော့ကျွန်တော်ခောက်ထားတဲ့လေရင်ပုံစံ3မျိုးပေါ့ဗျာဒီလေရင်တော့ကျွန်တော်ပြစ်မပြတော့ဗျာဘာလို့ဆိုတော့မှကျွန်တော်ခံကျင်းနေတယ်အားကြောင့်အဆင်မပြေဘူးလွတ်ပြတော့ကျေးဇူးပါ